polluted water နဲ့ acid ကိုဘယ်လို fan လဲဆိုတာကျွန်တော်ပြပေးမယ်အခုဒီပုံမှန်မြင်ရတဲ့ဒီ started pollution ဆိုတဲ့နေရာမှာ polluted water ကိုရတယ်ဒီအခုကျွန်တော်ဒီစက်ကနေ dirty water ကိုထုတ်တယ်အဲ့ dirty water ကဒီရေသန့်ဆက်တဲ့ကို purified water ပြန်ထုတ်ပေးတယ်အဲ့ဒါတော့သိမယ်တင်တယ် normal ပဲပြီးရင်ဒီဘက်ဆက်က polluted water ကိုထုတ်ပေးတယ်ဆက်တွေအားလုံးကတော့အတူတူပဲဒါပေမဲ့ဒီ started pollution ဆိုပြီးတော့ရှိတဲ့နေရာမှာဒီဆက်တွေကပုံမှန်လိုမျိုး dirty water တစ်မျိုးတည်းထုတ်ပေးတာမဟုတ်ပဲね polluted water ကိုပါထုတ်ပေးရပေါ့ဆိုတော့ဒီဆက်တွေကဒီနေရာမှာ polluted water ထုတ်ချင်ရင်လည်းရတယ် dirty water ထုတ်ချင်လည်းရတယ်အဲ့လိုမျိုးကိုကြိုက်တဲ့ဟာကိုရွေးထားလို့ရတယ်ပြီးတော့ဒီ polluted water ကိုဒီရေသန့်ဆက်ထဲမှာထည့်လိုက်တဲ့အခါကျရင်သူကimpure acid ကိုပြန်ပေးတယ်ဒီ impure acid ကနေ impure acid နဲ့ဒီ purified water နဲ့ပေါင်းလိုက်တဲ့အခါမှာ acid ကိုရတယ်ဒီမှာကျွန်တော်ပြမယ်ဒါက purified water ဒါက impure acid အဲ့နှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာ acid ကိုရလာတယ်အဲ့တော့သူ့ရဲ့အလုပ်လုပ်ပုံကနည်းနည်းရှုပ်တယ်ထင်ရပါမယ်တိတ်တော့မရှုပ်ဘူး polluted water ရဖို့ပဲလိုတယ် dirty water ကိုရေသန့်ဆက်ထဲထည့်လိုက်တဲ့အခါမှာ purified water ပေးတယ်polluted water ကိုရေသန့်ဆက်ထဲထည့်လိုက်တဲ့အခါမှာ impure acid ကိုပေးတယ်ဆိုတော့ဒီ purified water နဲ့ impure acid နဲ့ကိုပေါင်းလိုက်တဲ့အခါမှာ acid ကိုရလာတယ်ဒါပေမဲ့ purified water ကကြတော့နေရာတိုင်းမှာရနိုင်တယ် polluted water ကကြတော့နေရာတိုင်းမှာမရဘူး started pollution ရှိတဲ့နေရာတွေမှာပဲရတယ်ဆိုတော့ started pollution ရှိတဲ့နေရာမှာအိမ်ဆောက်မယ်ဆိုလို့ရှိရင် dirty water ရော polluted water ရောရမယ်ဒါဆိုရင် acid fan လို့ရပြီ acid ရလာပြီဆိုရင်လည်း EVAP ဖင်စေးလိုက်